မင်္ဂလာပါရှင် easy pan မိပါမေဒီနေ့ GT ရအိုးလေးတွေကိုဝယ်ထားတာလေ unboxing မလုပ်ရသေးလို့ unboxing လေးလုပ်ပါမယ်ဒီအိုးလေးတွေကမေရန်ကုန်အိမ်မှာကလေးကသုံးနေကြအိုးလေးပေါ့နော်ဒီ GT ရအိုးလေးတွေကတော့ဒီ kitchen ထဲမှာဟင်းချက်ရတာဝါသနာပါတဲ့လူတွေမသိတဲ့လူမရှိတဲ့အိုးမျိုးလို့ပြောရမယ်ပေါ့နော်ဒီ breakfast set လေးကတော့မေဝယ်ဖို့စီစဉ်မရှိဘဲနဲ့ထည့်ဝယ်ဖြစ်သွားတာပါဒါလေးကိုမိ11စီတော့ဝယ်ထားတာပေါ့နော်ဒီတွဲဆေးလည်းမကြခင်လာတော့မှာဆိုတော့လေဝယ်ခြင်းတဲ့သူရှိရဲ့ခါကြလို့ရှင်ဝယ်လို့ရအောင်လို့မိရ unboxing video လေးရိုက်ပြတာပါဒီအိုးလေး၃လုံးကိုမိဘတ်800ကျော်လောက်ပဲကြားလိုက်ပါတယ်ဒါကတော့မိဟင်းချက်တဲ့အိုးလေးအတွက်ကို 20cm လေးပဲယူထားတာပါသူ့မှာ 20cm 24cm နဲ့ 28cm ဆိုပြီးတော့3မျိုးရှိပါတယ်ဒီထဲမှာမိကတော့အိုးအသေးပဲယူလိုက်တယ်ပေါ့နော်အများကြီးလည်းချက်စရာမလိုတဲ့အတွက်ကြောင့်အသေးလေးပဲဝယ်လိုက်ပါတယ်ဒီအိုးလေးကိုလေမိရန်ကုန်အိမ်မှာကလေးကသုံးနေကြပါမိရန်ကုန်အိမ်ကအိုးတွေကတော့ရန်ကုန်မှာထားခဲ့ရတယ်ပေါ့နော်ရန်ကုန်အိမ်မှာတော့ကလေးကဒီအိုးတွေသုံးတော့မိအရင်သဘောကျပါတယ်သူ့ရဲ့အားသာချက်ကဘာလဲဆိုရင်စီကုံတက်တာတယ်ပေါ့နော်စီကုံတက်တာတယ်ဆိုတာထက်ကျမ်းမာရေးနဲ့ညီညွတ်စီရှော့စားလို့ရတယ်ပေါ့အဲ့အတွက်ကြောင့်မိကဒီအိုးလေးချက်တာကိုကြိုက်ပါတယ်ဒီအိုးလေးသုံးတဲ့အခါကျရင်လေမိသတိထားမိသလောက်အသားတွေကပုံမှန်ထက်ပိုပြီးနူးဤလွယ်တယ်လို့လည်းခံစားမိပါတယ်မြန်ချက်ရတာမြန်တယ်ပြီးတော့မြန်လေးပို့ပြီးတော့ဤတယ်ပေါ့နော်ဒီပန်လေးကတော့မိအဖုံးပါတဲ့ဟာလေးဝယ်ဖို့မိသွားတာပါဒါကိုလည်းမိ 20cm ပဲယူထားတာပါအဖုံးပါတဲ့ဟာလေးနဲ့အဖုံးမပါတာနဲ့နှစ်မျိုးရွေးလို့ရတယ်ပေါ့နော်အဲ့ထဲမှာမိကအဖုံးပါတာလေးရွေးဖို့မိသွားလို့ဆယ်လာကိုပြောပြီးတော့အဖုံးပါတဲ့ဟာလေးဝယ်လိုက်ပါတယ်ထပ်ပြီးတော့အဖုံးကိုထပ်ပြီးမှားရတယ်ပေါ့နော်ဒါလေးကတော့မိအဖုံးမပါဘဲနဲ့ unboxing လုပ်ထားတဲ့ဟာလေးပေါ့နော်ဒီအိုးလေးကလည်းကြော်တာပဲဖြစ်ဖြစ်ချက်တာပဲဖြစ်ဖြစ်တော်တော်လေးအဆင်ပြေပါတယ်သူမှဒီရောင်းမလေးတစ်ချောင်းလဲပါပါသေးရဲ့မိကတော့ GT ရအိုးလေးတွေကိုဟင်းချက်နေတဲ့အိမ်ရှင်မရဲ့အနေနဲ့အနည်းဆုံးဒီပန်လေးရဲ့ဟင်းချက်တဲ့အိုးလေးရဲ့နှစ်အိုးကတော့မဖြစ်မနေရှိတဲ့လို့ထင်ပါတယ်သူက channel stick တွေလိုမျိုးစီးကွာတာမျိုးတွေမဖြစ်ပါဘူးပြီးသွားလို့ရှိရင်အပူကိုအကြာကြီးထိမ့်ပေးနိုင်ပါတယ်အဲ့အတွက်ကြောင့်ဝယ်တဲ့နယ်လို့မရတော့မြင်ပါတယ်အဲ့တော့မေတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်